ခလေးတို့အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယာမနွယ်နီကံဝင်းစီစဉ်ပြီးကာတွန်းပုံစာတရုပ်ဖော်ထားတဲ့38ဖြာမင်္ဂလာပြုစုရေးမင်္ဂလာစာအုပ်ထက်ကရှုပ်ထွေးမှုကင်းလျက်စနစ်တကျစ조사စူးစိုက်လောက်ကန်ခြင်းဆိုတဲ့မင်္ဂလာတရားကိုတင်ပြပေးဖို့အတွက်ဇွဲလုံးလာကြီးရဲ့ဂျိုးကြမလေးပုံမြင်ကိုမမကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဇွဲလုံးလာကြီးရဲ့ဂျိုးကြမလေးတခါတော့ကကျင်းငတ်မျိုးစုံနေထိုင်တဲ့တောအုပ်ကြီးတစ်ခုရှိရဲကွအဲ့ဒီတောအုပ်ကြီးတွေကရေကန်တစ်ခုမှာဂျိုးချငှက်မလေးတစ်ကောင်လဲနေထိုင်တာပေါ့ကွဂျိုးချငှက်မလေးရဲ့ရီမှန်းချက်ကတော့တိတ်မကြခင်မှာကျင်းပမဲ့ကျင်းငတ်ပေါင်းစုံပြိုင်ပွဲကိုဝင်ပြိုင်ပြီးစူးရကျင်တာတဲ့ဒီလိုနဲ့တိတ်မကြခင်မှာကျင်းငတ်ပေါင်းစုံပြိုင်ပွဲနေ့ကိုရောက်လို့လာတယ်ဂျိုးချငှက်မလေးလဲပြိုင်ပွဲမှာဝင်ပြိုင်ဖို့စည်ရင်ပေးလိုက်တာပေါ့ပြိုင်ပွဲပထမရက်မှာကျင်းငတ်ပေါင်းစုံအပြေးပြိုင်ပွဲကိုစပြီးပြိုင်ရတယ်။ဂျိုးချငှက်မလေးဟာအပြေးပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ပေမဲ့အပြေးမြန်တဲ့ငှက်ကလအုပ်ကပထမဆုရသွားခဲ့တယ်။ဂျိုးချငှက်မလေးကနောက်ထပ်ရေငုပ်ပြိုင်ပွဲကိုဆက်ပြီးပြိုင်ပြန်နေကွ။ရေငုပ်ပြိုင်ပွဲမှာလည်းရေထဲမှာကြမငုံနိုင်တာကြောင့်ဆုမရခဲ့ပြန်ဘူး။ပိန်ကြီးငှက်လေးကဆုရသွားတယ်။ပြိုင်ပွဲဒုတိယနေ့မှာတချင်းဆိုတာပြန်ရပြန်နေဂျိုးချငှက်မလေးအနိုင်မရပြန်ဘူးအတန်ပိုချိုးတဲ့နိုင်တင်ငယ်ငှက်ကလေးကအနိုင်ရသွားတယ်နောက်တစ်ခါအမြင့်ပြန်တဲ့ပြိုင်ပွဲဝင်ပြိုင်ခဲ့သေးတယ်ဒါပေမဲ့ဂျိုးချငှက်မလေးအနိုင်မရခဲ့ပြန်ဘူးအမြင့်ကြီးကိုပြန်နိုင်တဲ့လင်းတငှက်ကြီးကအနိုင်ရသွားပြန်တယ်တခြားဂျိုးကြငှက်ကလေးတွေကအမြဲရှုံးနေကြတဲ့ဂျိုးကြငှက်မလေးကိုနောက်ထပ်ပြိုင်ပွဲတွေဝင်မပြိုင်တော့ဖို့အမျိုးမျိုးတားကြပေမဲ့ဂျိုးကြငှက်မလေးကတော့လုံးဝလက်မလျှော့ခဲ့ဘူးပြိုင်ပွဲတိုင်းမှာသူအနိုင်မရပေမဲ့ဂျိုးကြငှက်မလေးကစိတ်သက်လုံးဝမကျသွားပဲပြိုင်ပွဲတွေအားလုံးပြီးတဲ့အထိဝင်ပြိုင်မယ်လို့ဆုံးဖြတ်ထားတယ်ဒီလုံနဲ့နောက်ဆုံးမှာအခပြိုင်ပွဲကိုရောက်လို့လာတယ်ဂျိုးကြငှက်မလေးကနှစ်စဉ်နှစ်တိုင်းအခပြိုင်ပွဲမှာပထမအမြဲရခဲ့တဲ့ဒေါင်းမလေးနဲ့ရှင်ပြိုင်ရမှာတဲ့အားလုံးကလက်လျှော့လိုက်ဖို့သူ့ကိုတားကြပေမဲ့ဘသူတွေဘလို့ပဲတတ်တာနောက်ဆုံးပြိုင်ပွဲဖြစ်တဲ့အခပြိုင်ပွဲကိုဂျိုးကြငှက်မလေးဝင်ပြိုင်ခဲ့တယ်အခပြိုင်ပွဲမှာဒေါင်းမလေးကတာတိတ်ကိုလှတာပဲတဲ့သူကပြပြီးသွားတာနဲ့လက်ခုပ်တန်းနေအပိတန်းနေအများကြီးထွက်လာတာပေါ့ဒါကိုမြင်မိမဲ့ဂျိုးကြငှက်မလေးဟာစိတ်ဓာတ်မကြပဲသူ့လှည့်ရောက်တာနဲ့ပျော်ပျော်ပါပါကပြတော့တယ်ဂျိုးကြငှက်မလေးကစိတ်ပါလက်ပါနဲ့ကပြခဲ့တာကြောင့်တခြားငှက်ကလေးတွေကပါမြူးကြွလာပြီးတီးတန်နဲ့အတူစီးကြိုက်ညီညီလိုက်ပြီးရင်းငါနှွဲကလိုက်ကကြတော့တာပေါ့နောက်ဆုံးမှာတော့အကဲဖြတ်တိုင်းလူကြီးဦးစီးကွက်ကပြိုင်ပွဲတိုင်းအနိုင်မရပေမဲ့ဇွဲလုံးလာကြီးတဲ့သူနဲ့အတူအားလုံးကိုပါပျော်လာအောင်ကပြနိုင်ခဲ့တဲ့ဂျိုးကြငှက်မလေးကိုအကပြိုင်ပွဲမှာအထူးဆုကြီးပေးလိုက်တော့တယ်ခလေးတို့ရေဘယ်အရာကိုမဆိုမပြင်းမရင်းနဲ့ဇွဲလုံးလာရှိရှိစူးစူးဆိုင်ဆိုင်လှုပ်ဆောင်ခြင်းဟာမြတ်သောမင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတဲ့အကြောင်းကိုမမကပြောပြပေးခဲ့ရပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်လေးတွေအများကြီးပြောပြပေးသွားအောင်မလို့မမရဲ့ YouTube Channel လေးကို Subscribe လုပ်ခဲ့ပေးပါဦးနော်။ Facebook ကနေကြည့်ရှုတဲ့ခလေးလေးတွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။